မချမ်းရေမချာဖြော်နီးကိုလေမေးထားတဲ့လူတွေများတော့ဖြော်ပြပေးပါလားမချမ်း ရှားတာပေါ့အဲ့ဆိုရင်မချာလက်သေးဖြော်ပြမယ်ဒါပေမဲ့ချစ်တယ်လို့ပြော ဒါပေမဲ့ချစ်တယ်လို့ပြော ချစ်တယ်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  โอเคမချာလက်သေးကိုအရသာကောင်းအောင်ဘယ်လိုပြောရလဲဆိုတာသွားကြည့်ကြမယ်လားအရင်ဦးဆုံးကိုကြိုက်နေတဲ့မချာတစ်စိတ်ကို5 ml တစ်စွန်းထည့်မယ်နော်ဒီနေ့ကပြစ်ပြစ်လေးဖြော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေနွေးကို50 ml ထည့်မယ်ပြီးရင်တော့မချာလုတ်တဲ့အတန်နဲ့လုတ်လို့ရတယ်လို့ဒီလိုအမြုပ်ရိုက်တဲ့အတန်လေးနဲ့လည်းလုတ်လို့ရတယ်နော်မချာအမှုတ်တွေအကုန်ကြေသွားတဲ့အထိကိုမှွေပေးမယ်နော်လောက်ဆိုရပြီခွက်အလွတ်တစ်ခုထဲကိုချန်တို့နှုတ်စီ30 ml နွားနို့80 ml ထည့်မယ်နော်နှစ်မျိုးလုံးနှံ့တဲ့အထိမှွေလိုက်ရေခဲတစ်ခွက်ထည့်မယ်ပြီးရင်တော့အရသာဆက်ထားတဲ့နွားနို့လောင်းထည့်လိုက်မယ်နည်းငယ်လေးလှုပ်ပြီးโอเคဖြော်ဆက်ထားတဲ့မချာကိုအပေါ်ကနေထည့်လိုက်မယ်နော်ဒါဆိုရင်တော့အရသာအရန်ကောင်းပြီးတော့မှရောင်းတန်းဝင်တဲ့မချာလက်သေးရပြီပေါ့နော်ဖြော်နီးလေးကိုကြိုက်ကြလားကြိုက်တယ်ဆို comment မှာရေးခဲ့ပြီနော်ဒါဆိုရင်အရသာကောင်းကောင်းလေးနဲ့စိုင်သမားတွေတောင်ရောင်းလို့ရတဲ့အရသာလေးကိုလျှို့ဝှက်ချက်ပြောပြလိုက်တယ်ပေါ့နော်တကယ်လို့မှဖြော်နီးအမျိုးမျိုးကိုဒီလို professional ဆန်ဆန်ဖြော်တတ်ချင်တဲ့နီးစနစ်ကောင်းကောင်းလုပ်ချင်တယ်ဆိုရင်တော့ဖြော်နီး business အတန်သွားတက်လို့ရတယ် online အတန်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော် online တန်းမှာဖြော်နီး25မျိုးတင်ပေးတယ်ရောင်းတန်းဝင်တဲ့ဟာတွေအစုံပါတယ်ပေါ့နော်ပြီးလို့ရှိရင်စာအုပ်တအုပ်လည်းလက်ဆောင်ပေးတယ်အဲ့တင်တန်းကြီးကိုမှ2,900,900ကိုဒီနေ့အတက်အထူးကြီး9ဦးတွင်းကို2သိန်းနဲ့စာအုပ်တအုပ်လက်ဆောင်ရသွားမယ်အဲ့တော့မချာကြိတ်တဲ့သူတွေအတွက်ကိုလည်းပြောပြလိုက်ပြီးနောက်ထပ်သိချင်တဲ့အရာလေးတွေ comment မှာရေးခဲ့ပြီနော်ဝေါအရသာအရန်ကောင်းအရန်မွေအားလုံးကိုကျေးဇူးပါ